မင်းသားတချင်းလှုပ်လိုက်ပြီအနီယောင်လေးဝတ်တယ်ပရှင်မမအပြာယောင်လေးဝတ်တယ်ပရှင်မမကျွန်တော်သဲထဲမှာဆွဲလန်းရအလုံးနဲ့တိတ်လာတဲ့ချင်ရတဲ့မမရဲ့ကျွန်တော်ချစ်ချစ်ပရှင်မမပရှင်မမနဲ့နှစ်ပါးနဲ့ဆိုင်လားအဲ့ဒီတည်းနဲ့မင်းသားတောင်းဘက်အချမ်းဆိုပြီးတဲ့တည်းနဲ့ပြပြနဲ့မြောက်ဘက်အချမ်းပြန်ပြီးမြောက်ဘက်အချမ်းညပေးတဲ့ကိုလှမ်းကြည့်တော့15 16ခြာဒိတ်တွေအသက်ငယ်ငယ်လေးတွေလေ15 16ခြာဒိတ်တွေလည်းမြင်နေပြတဲ့မင်းသားတချင်းကပြောင်းတာမိမိလေးကိုချစ်ရတာရှင်တွေခုံလိုက်တာမိမိပြုံးရင်တိတ်လာတဲ့ရင်နေတုံသွားတယ်ဖေကလည်းတပေါ်တူတယ်အမေကလည်းကြည်နဲ့တဲ့မိမိလေးကိုအိမ်ခေါ်သွားမယ်ဟာမိမိအိမ်ခေါ်နဲ့နှစ်ပါးကနဲ့ဘာဆိုင်လားအော်ဒါမဲ့တခါကြီးဆိုင်နဲ့မဆိုင်တာကျုပ်ကလည်းမဆိုင်ပါဘူးကိုနေရာကိုမနေတတ်ပြီးရှာရှိတဲ့ဘုံကြီးကဟုတ်လားဘုံကြီးကိုနေရာကိုနေပြီးတာပဲကျုပ်ကမဆိုင်မနဲ့ရှာရှိပြီးဝမ်းပြောမိရတခါကြီးကျုပ်ကလည်းခံမင်းနေသူကလည်းသူတော့ဟုတ်ပြီဟုတ်မှန်းလားအဲ့လိုမင်းသားအပေါ်နေပြီးတော့အနီရောင်လေးဝတ်တယ်ဖရှင်မမအပြာရောင်လေးဝတ်တယ်ဖရှင်မမအဲ့လိုအတန်ပေးလိုက်တော့အောက်ကအနီဝတ်လာတဲ့အပြာဝတ်လာတဲ့ဟာကဘာဖြစ်မှန်းလဲကြိုက်ပါလေအပေါ်ကမရတာယူနဲ့အောက်ကလင်တာယူမှန်ရဲ့လားတကယ်လို့တရားနာမဲ့တဲ့ပွဲလာအပ်ပြီးတဲ့ပရိသတ်ဆိုတော့တဲ့အမှုပညာရှင်သဘင်တဲ့တွေအတွက်ကိုယ့်ရဲ့ဓမင်းရှင်ဟင်းရှင်ကျေးဇူးရှင်တွေလေပရိသတ်မှန်လားကျေးဇူးရှင်ကိုကိုယ်လေးစားဘာလို့ဘာလို့မလဲအခုတော့တရားနာမဲ့ပွဲလာအပ်ပြီးတဲ့ဓမင်းရှင်ဟင်းရှင်ကျေးဇူးရှင်ဆိုတဲ့မျက်နာမှမထောက်လာပြီးတော့ပွဲလာအပ်ပြီးတဲ့ပရိသတ်ကိုပရိသတ်အဘွားပြီးတဲ့မျက်နာကရှိတယ်ဗျကြားကျင်လားမသားမနေနဲ့မေတ္တာပြည့်စရာကောင်းတာလာပြီမင်းသားဘလူအဘွားပေးလာမြန်ဟောဒီနာတူလေးပဲပြောမချစ်တဲ့တန်မူနေတာရှက်စရာလားဥရလုံးနန်းလိုက်တော့မယ်အဘွားအမလီဒီတရားမျိုး300လောက်ဆက်ဟောသေးတရားကြီးရဲ့ဗျာခင်ဗျားတို့9 နာရီခွဲပြီနော်ဗျာ9 နာရီခွဲရစတဲ့တရားပဲ9 နာရီခွဲဒါကိုစိုးရေးရဲ့သူ့အောင်တက်ပြလိုက်ပါလားနောက်နေမြိုင်ဟိုဘက်ထိသွားရမှာ